2026မှာအလုပ်ကိုင်စီကွက်ကြီးကလုံးဝပြောင်းသွားပြီအလုပ်လက်မဲ့မဖြစ်သွားဘူးဒါမှမဟုတ်လစာ2ဆရဖို့အတွက်2026မှာမဖြစ်မနေတထားမယ်စကီ3ခုကိုအခုပြောပြပေးမယ်နံပါတ်1 AI တွေကိုကောင်းမွန်စွာအသုံးချတတ်ခြင်း ChatGPT လို AI တွေကိုအလုပ်တစ်ခုခုခိုင်းမှုအတွက်အမိတ်ပေးတတ်ခြင်းကအရေးကြီးဆုံးစပီးတစ်ခုဖြစ်လာတယ် AI တွေကအလုပ်တွေအများကြီးလုပ်ပေးနိုင်ပေမဲ့အမေးကောင်းမှာအဖြေကောင်းရမှာဖြစ်တယ်ဒါကိုမတက်ရင်နောက်ကျကြံခဲ့ဦးမယ်နော်စိတ်ခံစားမှုဆိုင်ရာ emotional intelligence AI ကိုညှင့်တင်ပါဤပညာတွေတိုးတက်လာတဲ့နေ့အများလူသားတွေရဲ့ဆက်ဆံရေးစာနာနားလည်မှုနဲ့ခေါင်းဆောင်နိုင်စွမ်းရည်ကပိုပြီးတော့တန်ဖိုးရှိလာတယ်စက်ပစ္စည်းတွေကလုံးမပေးနိုင်တဲ့ခေါင်းဆောင်မှုနဲ့ဆုံးဖြတ်ချက်ချနိုင်တဲ့ AI ကိုညှင့်တင်ပါဒါကိုနားလည်ပြီးဆုံးဖြတ်ချက်ချတတ်ခြင်း TikTok view ကနေစီးပွားရေးရောင်းကအကြီးကြီးတွေကြီးအရာရာတိုင်းဟာ data တွေဖြစ်နေပါပြီ။အဲ့လိုတူတွေကိုကျွမ်းကျင်စွာအသုံးချပြီးဒီ data ကဘာကိုပြောချင်လဲဆိုတာကိုခွဲခြမ်းစိတ်ဖြာပြီးဆုံးဖြတ်ချက်ချတတ်ဖို့လိုတယ်။ကဲဒီ၃ချက်ကိုလိလိမရှိပါနဲ့အခုပဲစပြီးသင်ယူလိုက်ပါ2026မှာသင်ရဲ့တန်ဖိုးကအခုထက်အများကြီးပိုလာစေရမယ်။